အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ကြွားဝါတက်သောဒေါင်းကလေးနဲ့ဉာဏ်ပညာရှိသောဂျိုးကြံငှက်ကလေးတို့အကြောင်းပဲဖြစ်ပါတယ်ကွယ်တခါတော့ကလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာရှိတဲ့ရေကန်ကြီးတစ်ခုရဲ့အနီးမှာအယောင်သွေးစုံလင်တဲ့ငှက်ကလေးတွေအများကြီးနေထိုင်ကြတာပေါ့ကွယ်အဲ့ဒီငှက်ကလေးတွေထဲမှာလှပတဲ့ဒေါင်းကလေးတစ်ကောင်ရဲ့ဂျိုးကြံကလေးတစ်ကောင်ရဲ့လည်းပါဝင်တာပေါ့အဲ့ဒီတောင်ကလေးရဲ့အမွှေးအတောင်တွေဟာဟော်ရီတောအုပ်တစ်ခုလုံးမှာအလှဆုံးဖြစ်နေတော့တာပေါ့ကွယ်သူ့ရဲ့အမီးကလည်းရှည်လျားပြီးတော့အယောင်သွေးစုံလင်စွာနဲ့တောက်ပနေတာပေါ့ကွယ်ဒါကြောင့်သူဟာသူ့ရဲ့လှပတဲ့အမွှေးအတောင်တွေကိုပြသဖို့အတွက်မနက်တိုင်းနေအောင်ချီရဲ့အောက်မှာကပြလေးရှိတဲ့ကွယ်တော်ထဲမှာရှိတဲ့သတ္တဝါတွေအားလုံးကလည်းမနက်တိုင်းမှာစုယုံလေးရှိကြပြီးတော့လှပတဲ့ဒေါင်းကလေးကိုကြည့်ရှုဖို့အတွက်ဒေါင်းကလေးရှိရာနေရာစီသို့ရောက်လာကြတာပေါ့ကွယ်အဲ့ဒီဒေါင်းကလေးကလည်းသတ္တဝါတွေအားလုံးရဲ့အာယုံစိုက်ခြင်းကိုခံရတဲ့အတွက်တိတ်ကိုကျေနပ်နေတော့တာပေါ့ဒီနေ့မှာတော့ရေကန်တစ်ခုရဲ့အနီးနားမှာကနေတဲ့ဒေါင်းကလေးဟာငြိမ်သက်စွာရက်နေတဲ့ဂျိုးကြလေးတစ်ကောင်ကိုတွေ့သွားတဲ့ကွယ်အဲ့ဒီအခါမှာဒေါင်းကလေးဟာဂျိုးကြလေးရှိရာစီသို့လျှောက်သွားပြီးတော့ဂုံယူဝင့်ကြွားစွာနဲ့ဒီလိုပြောလိုက်တဲ့ကွယ်ငါ့ကိုကြည့်လိုက်ပါအောင်ဟောဒီတတော်လုံးမှာငါအလှဆုံးပဲမဟုတ်လားအဲ့ဒီအခါမှာဂျိုးကြငှက်ကလေးကတော့ရင်ကြေးကြေးနဲ့ပဲပြန်ဖြေလိုက်တာပေါ့ကွယ်မှန်ပါတယ်ဟောဒီတတော်လုံးမှာမင်းကအလှဆုံးပါပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဒေါင်းကလေးဟာသူ့ရဲ့ရင်ဘတ်ကိုကော့ပြီးတော့ဒီလိုထပ်ပြောလိုက်တဲ့ကွယ်မင်းရဲ့အမွှေးတောင်တွေကတော့တိတ်ကိုရိုးရှင်းတဲ့အဖြူရောင်တွေပဲဖြစ်နေတယ်နော်မင်းကငါ့လိုလှပတဲ့အမွှေးတွေကိုမလို့ရှင်ဘူးလားငါ့လိုအမွှေးတောင်တွေရောက်ဖို့အတွက်ကမင်းစုမတောင်းဘူးလားငါရဲ့အမွှေးတောင်တွေဟာအင်မတန်ကိုရိုးရှင်းနေဆိုတာမှန်ပါတယ်ဒါပေမဲ့အကုန်လုံးမှာသူ့အလှနဲ့သူရှိကြပါတယ်တိတ်ကိုရုပ်ဆိုရင်ငှက်ကလေးပဲဂျိုးကြငှက်ကလေးကတော့ဒေါင်းကလေးဘလို့ပြောစိတ်မဆိုးဘူးတဲ့ကွယ်ဂျိုးကြငှက်ကလေးဟာသူ့ရဲ့တောင်ပံတွေကိုဖြန့်ပြီးတော့ကောင်းကင်ဘက်သို့ပြန်တက်သွားတဲ့ကွယ်အဲ့ဒီနောက်မှာတော့တစ်ပင်တွေရဲ့အပေါ်တောင်ကုန်းတောင်တန်းတွေရဲ့အပေါ်နဲ့မြစ်ပြင်တွေရဲ့အပေါ်မှာပါဖြတ်တန်းပြန်တန်းပြလိုက်တဲ့ကွယ်ဒေါင်းကလေးရှိရာစီတို့ပြန်ရောက်လာတဲ့အခါမှာတော့ဂျိုးကြငှက်ကလေးဟာကျင်နာစွာနဲ့ပဲစကားလေးတစ်ခုကိုပြောလိုက်ပါတယ်မင်းရဲ့အမွှေးတောင်တွေဟာဟောဒီသတ္တဝါတွေအားလုံးထဲမှာအလှဆုံးပဲဆိုတာမှန်ပါတယ်ဒါပေမဲ့မင်းရဲ့အမွှေးအတောင်တွေဟာလေးလံနေတဲ့အတွက်ကြောင့်မို့လို့ငါလိုမျိုးကောင်းကင်ပေါ်မှာပြန်တန်းဖို့အတွက်မဖြစ်နိုင်ပါဘူးငါကတော့ကောင်းကင်ပေါ်မှာပြန်တန်းနိုင်တဲ့အပြင်ပို့ပြီးတော့ဝေးတဲ့နေရာတွေကိုလည်းအလဲသွားလို့ရတယ်ပြီးတော့ငါဟာမြစ်ပြင်တွေရဲ့အပေါ်တစ်တော်တွေရဲ့အပေါ်နဲ့တိမ်တိုက်တွေရဲ့အပေါ်ကိုလည်းလွတ်လပ်စွာနဲ့ပြန်တန်းနိုင်ပါတယ်ဂျိုးကြငှက်ကလေးရဲ့စကားကိုကြားတဲ့အခါမှာတော့ဒေါင်းကလေးဟာသူ့ရဲ့လှပတဲ့အမွှေးတောင်တွေကိုဖြန့်ပြီးတော့ဂျိုးကြငှက်ကလေးလိုပဲပြန်တန်းနိုင်ဖို့အတွက်စူးစမ်းကြည့်တာပေါ့ကွယ်ဒါပေမဲ့ဒေါင်းကလေးဟာဂျိုးကြငှက်ကလေးတွေလိုဝေးကိုမပြန်တန်းနိုင်ဘူးလေကွယ်အဲ့ဒီနေ့ကနေစပြီးတော့ဒေါင်းကလေးဟာသူ့ရဲ့အမားကိုနားလည်သွားပြီးတော့တခြားငှက်ကလေးတွေကိုဘယ်တော့မှမလောင်ပြောင်တော့ဘူးလေကွယ်သတ္တဝါတွေအားလုံးမှာလည်းသူ့လိုပဲထူးခြားတဲ့အလှတရားတွေကိုစီပိုင်ဆိုင်ထားကြတယ်ဆိုတာကိုဒေါင်းကလေးဟာနားလည်သဘောပေါက်သွားပါပြီဒီပုံမြင်လေးကနေသင်ခန်းစာယူရမှာတော့တတမမီတို့လည်းကိုပိုင်ဆိုင်ထားတဲ့အရာတွေအပေါ်မှာဂုဏ်ယူကြောဝါခြင်းမပြုလို့ရဘူးနော်ပြီးတော့လူတိုင်းမှာထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားတယ်ဆိုတာကိုနားလည်လက်ခံပြီးတော့သူတစ်ပါးရဲ့စွမ်းဆောင်ချက်အပေါ်မှာလှောင်ပြောင်ခြင်းမပြုလုပ်ဘဲနဲ့လေးစားတတ်တဲ့သူဖြစ်အောင်ကြိုးစားကြရမယ်နော်ပုံမြင်လေးကတော့ဒါပါပဲကွယ်
နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်